တောင်ကုန်းလေးရဲ့အောက်ခြေမှာမြက်ခင်းစိမ့်စိမ့်လေးတွေနဲ့ပန်းပွင့်ရောင်စုံလေးတွေပွင့်နေတဲ့တောအုပ်ကလေးတစ်ခုရှိတယ်။အဲ့ဒီတောအုပ်ကလေးထဲမှာနှွေးထွေးပြီးတန်ရှင်းတဲ့အိမ်ကလေးတစ်အိမ်ရှိတယ်။အဲ့ဒီအိမ်ကလေးမှာချစ်စရာကောင်းတဲ့ယုံမိသားစုလေးတစ်စုနေထိုင်ကြတယ်။အဲ့ဒီမိသားစုထဲမှာမှဘန်ဘန်ဆိုတဲ့ယုံဖြူလေးတစ်ကောင်ရှိတယ်။ဘန်ဘန်လေးကအမွေးလေးတွေကဖြူပွေးနူးညံ့နေတာပဲ။နရွက်ရှည်ရှည်လေးတွေကလှုပ်လီလှုပ်လဲနဲ့နှာခေါင်းဖျားလေးကလည်းအမြဲတမ်းတုံတုံနေတတ်တယ်။ဘန်ဘန်လေးကအရန်နူးညံ့တိမ်မွေ့ပြီးရှက်တက်တယ်ဒါပေမဲ့သူကစူးစမ်းကျင်စိတ်တော့အရန်ပြင်းပြတယ်နေတိုင်းလိုမေမေယုံနဲ့ဖေဖေယုံတို့နဲ့အတူမြက်ခင်းပြင်ထဲမှာကစားရတာကိုသဘောကျတယ်နူးညံ့တဲ့မျက်ပင်လေးတွေကိုဝါးစားတယ်ပန်းပွင့်လေးတွေနားမှာဟိုခုံဒီခုံလုပ်ပြီးပျော်နေတတ်တယ်တနေ့မှာတော့ဘန်ဘန်လေးမြက်ခင်းပြင်ထဲမှာတယောက်တည်းဆော့ကစားနေတော့တောက်ပနေတဲ့အနီရောင်လုံးလေးတစ်ခုကိုတွေးလိုက်ရတယ်ဘန်ဘန်လေးကနှာခေါင်းလေးတုံတုံနဲ့ဖြည်းဖြည်းချင်းကတ်ကြည့်လိုက်တော့စတော်ဘယ်ရီတီးလေးတွေဖြစ်နေတယ်။အနံ့လေးကလည်းမှုေးနေတာပဲ။ဘန်ဘန်လေးကစတော်ဘယ်ရီတီးမဲ့လေးနားမှာထိုင်လိုက်ပြီးသူ့ရဲ့ပါးစပ်လေးနဲ့နည်းနည်းလေးကိုက်စားကြည့်လိုက်တယ်။ဝါအရန်ကိုချိုပြီးအရသာရှိတာပဲလို့သူတွေးလိုက်မိတယ်။ဒီရသာကောင်းလေးကိုတငယ်ချင်းတွေနဲ့မောင်နှမတွေကိုလည်းခွဲကြွေးခြင်းစိတ်ပေါ်လာတယ်။ဒါနဲ့ဘန်ဘန်လေးကစတော်ဘယ်ရီတီးလေးကိုဂယုတစိုက်ချင်းထဲထည့်ပြီးသူ့အိမ်ကလေးစီကိုပြန်ဖို့အတွက်တဖြည်းဖြည်းချင်းခုန်ပြန်သွားတယ်။အိမ်ပြန်ရောက်တော့မေမေဖေဖေမောင်နှမတွေအားလုံးစတော်ဘယ်ရီတီးမဲ့လေးကိုဝိုင်းကြည့်ကြတယ်။ဘန်ဘန်လေးကသူ့တယ်လာတဲ့စတော်ဘယ်ရီတီးအားလုံးကိုနည်းနည်းစီခွဲပေးတယ်။အားလုံးကစတော်ဘယ်ရီတီးရဲ့ချုံမြိန်တဲ့အရာသာကိုစားရင်အရန်ပျော်ရွှင်သွားကြတယ်။ဘန်ဘန်လေးကလည်းသူတွေးခဲ့တဲ့အရာကိုခွဲဝေပေးနိုင်တဲ့အတွက်ပိုပြီးပျော်သွားတယ်။အဲ့ဒီနေ့ကစပြီးဘန်ဘန်လေးကမြက်ခင်းပြင်ထဲမှာစူးစမ်းရတာကိုပိုပြီးသဘောကျလာတယ်။သူ့ရဲ့စိတ်ဓာတ်နဲ့ချစ်စရာကောင်းတဲ့အပြုံးလေးတွေကြောင့်တငယ်ချင်းဘန်ဘန်လေးကိုပိုခင်သွားကြတယ်။